တင်ပေးသွားမယ့်ဗီဒီယိုလေးကတော့ဝီဟန်ရစီလာတဲ့ညီကိုတွေစီကနယ်မီနဲ့ပတ်သက်တဲ့ဝါရင်းကိုပေါ့ကိုအိမ်မှာလိုက်လို့အဆင်ပြေအောင်ဝါရီဒါဂရန်လေးကိုတင်ပေးသွားမှာဖြစ်ပါတယ်။တော့နဲ့ပတ်သက်တဲ့ဝါရင်းဒါဂရန်ကိုတော့အပိုင်းတစ်ဗီဒီယိုမှာတင်ပေးထားပါတယ်။ဝါရင်းဒါဂရန်ပုံမှာပါတဲ့အတိုင်းဘက်ထရီကနေစရအောင်။ဘက်ထရီမှာအငုံငုံရှိတယ်။အနှုံငုံနဲ့အပေါင်းငုံအနှုံငုံကနေကျိုးကအစိမ်းရောင်နဲ့ထွက်တယ်။အကျိုးအစိမ်းရောင်ကဘယ်လိုသွားလဲဆိုတော့ဘော်ဒီဂရောင်းအချလာတဲ့ကျိုးပေါင်းကုန်းကနေအနီရောင်ကျိုးနဲ့ထွက်တယ်တော့ဘယ်ကိုသွားလဲဆိုတော့တန်းအပီယာ main view တွေကိုသွားတယ်တန်းအပီယာ main view ကနေဘာရောင်နဲ့ပြန်ထွက်သွားလဲဆိုတော့အနီရောင်ကျိုးနဲ့ပဲပြန်ထွက်သွားတယ်သူကဘယ်ကိုသွားလဲဆိုတော့တောက်အောင်ကိုသွားတယ်တောက်ဖိလိုက်ရင်ဘာရောင်နဲ့ပြန်ထွက်သွားလဲဆိုတော့အမဲရောင်နဲ့ပြန်ထွက်သွားတယ်ပြီးအေးမဲရောင်ဘယ်ကိုသွားလဲဆိုတော့ signal cut out ကိုသွားတယ် signal cut out ကနေဘာရောင်နဲ့ပြန်ထွက်သွားလဲဆိုတော့ခဲရောင်နဲ့ပြန်ထွက်သွားတယ်သူကဘယ်ကိုသွားလဲဆိုတော့signal ခလုတ်ကိုသွားတယ် signal ခလုတ်ကနေဘယ် signal ဆိုလို့ရှိရင်လင်မိုရောင်နဲ့ပြန်ထွက်သွားတယ်ညာဘက် signal ဆိုလို့ရှိရင်ပြာနုရောင်နဲ့ပြန်ထွက်သွားတယ်ဘက်ထရီကနေထွက်သွားတဲ့အနီရောင်ကျိုးက main view ကိုထည့်ရမယ်အကယ်၍ main view ပြတ်နေလို့ရှိရင်ဒီနေရာဒီအနီရောင်ကျိုးကနေတွဲဖို့မရောက်ဘူးကိုမှမီဆန်နဲ့ tester တွေ digital meter တွေရှိရင်ဘိုးတိုင်းလို့ရတယ်ပတ်လန်းတိုင်းလို့ရတယ်တန်းပီယာ main view ပြတ်နေရင်ဒီညာကိုတွဲဖို့မရောက်ဘူးကဲတန်းပီယာ main view ကောင်းနေတယ်ဆိုလို့ရှိရင်ဒီညာတွဲဖို့သွားမယ်တော့ကိုဖြတ်မယ်တော့ပြလိုက်တာနဲ့ဒီအမဲရောင်ကိုတွဲဖို့ရောက်မှာတော့ပြလိုက်လို့အမဲရောင်ကိုတွဲဖို့မရောက်ဘူးဆိုလို့ရှိရင်ဆိုင်ကမှာဘာမှတ်လာမှာမဟုတ်ဘူးကဲလို့တော့နေသွားတယ်ဒီအမဲရောင်ကျိုးကိုတွဲဖို့ရောက်ရင် signal cut out တွေကိုဝင်မယ်လို့ signal cut out ပြတ်နေတယ်ဆိုလို့ရှိရင်ဒီခဲရောင်ကျိုးကိုတွဲဖို့ရောက်မှာမဟုတ်ဘူးsignal cut out ကောင်းတယ်ဆိုလို့ရှိရင်ခဲရောင်ကျိုးကိုတွဲဖို့ရောက်မယ်တွဲဖို့ကခလုတ်တဲကိုဝင်မယ်ဘယ် signal ကိုဖွင့်မယ်ဆိုလို့ရှိရင်လေမော်အောင်ကျိုးကိုတွဲဖို့ရောက်မယ်အစိမ်းအောင်ကျိုးကတော့ကလောင်ကျိုးပေါ့ကဲလို့ညာဘက် signal ကိုနှိပ်မယ်ဆိုလို့ရှိရင်ပြန်နုရောင်ကိုအောင်းတွဲဖို့ရောက်မယ်ဒါမှမဟုတ်ရင်အစိမ်းအောင်ကျိုးကကလောင်ကျိုးဒီနေရာတွေကိုတွဲဖို့ရောက်ပြီဆိုလို့ရှိရင် signal မီးကလင်းကိုလင်းရမယ်ကဲလို့မလင်းဘူးဆိုရင်တော့မီးဒီပြတ်လို့ပေါ့ဗီဒီယိုကိုကြည့်ပြီးတော့ signal မီးနဲ့ပတ်သက်တဲ့ဝါလင်းပိုင်းကိုလိုက်ရတာအဆင်ပြေသွားမယ်လို့တော့ထင်ပါတယ်